ဆိုရင်နောက်ထပ်တစ်ပုဒ်ဆက်သွားမယ်နော်။ဝန်တိုင်းကောကကြတော့သူကဒီမှာစကလုံးတစ်လုံးပေးထားမယ်။စကလုံးရဲ့သုံးပုံသုံးနည်းဘယ်စာကြောင်းကတော့မှန်ကန်စွာသုံးထားသလဲဆိုတာကိုရွေးရမှာဖြစ်ပါတယ်။အဲဆိုရင်စလိုက်မယ်နော်။ဒီမှာ31ဆိုရင်ကန်ရှောဆိုတာကကြတော့သူကညှော်နေလာတယ်ရော့ကြလာတယ်ဆိုပြီးသုံးတယ်။ဘယ်နေရာမှာသုံးလဲဆိုရင်သူကလူကြီးရောနေတာတို့ဝင်ငွေရောနေတာတို့ပြီးတော့အရင်မြစ်တီရောနေတာတာမျိုးအဲ့လိုနေရာတွေမှာသုံးပါတယ်အဲ့တော့စာကြောင်းလေးတွေဖတ်ကြည့်မယ်နော်弟はサッカーの試合に負けてから元気が減少しているတဲ့弟ဆိုညီလေးကနော်サッカーဆိုတဲ့ဒီဘောလုံးပွဲပေါ့နော်ပြိုင်ပွဲကိုတဲ့負けてからဆိုတော့ရှုံးပြီးကြတဲ့ကတဲ့元気が減少しているတဲ့ဒီတက်ကြွတဲ့စိတ်တွေကပေါ့နော်ညှော်နေလာတယ်တဲ့အဲ့တော့ဒီလိုဂန်ခီကဂေရှောဆိုတာမတုံးပေါ့နော်စိတ်ပိုင်းဆိုင်ရာတွေအဲ့လိုမျိုးပေါ့နော်ညှော်နေလာတာတွေတက်ကြွမှုညှော်နေလာတာတွေမှာဒီဂန်ရှောဆိုတဲ့စကားလုံးမတုံးနော်စောစောပြောထားသလိုမျိုးပဲပေါ့နော်ဂန်ရှောဆိုတာကြတော့သူကလူကြီးညှော်နေတာတော့နေရာတွေမှာတုံးတာဖြစ်တယ်အဲ့တော့ဒါဒီမားတယ်နောက်တစ်ကြောင်းထပ်ပတ်မယ်နော်気温が減少しているので今夜は雪が降ると思う。အပူချိန်ကတဲ့။တင်းလျှော့ဆိုတော့ညော်နေလာတဲ့အတွက်ကြောင့်မလို့တဲ့။ဒီညတော့တဲ့။ယူနှင်းကြလိမ့်မယ်လို့ထင်တယ်တဲ့။အဲ့တော့ဒီညမှာလဲပေါ့နော်။ပုံးတို့ဆိုတဲ့နေရာမှာရန်လျှော့ဆိုတဲ့စကားလုံးမသုံးလို့မရဘူးနော်။ပုံးတို့နေရာမှာစာကားတို့တော်နေတဲ့ပြောခြင်းစာကားတို့ဆိုတဲ့စကားလုံးအဲ့လိုဟာမျိုးပဲသုံးလို့ရမှာနော်။ပြီးတော့ကန်လျှော့ဆိုတာကြီးသုံးလို့မရဘူးအဲ့တော့ဒီတစ်ကြောင်းကလည်းမှားတယ်။နောက်တစ်ပုဒ်က調査によるとこの国の人口は今後減少するそうだကဲဒီနေရာမှာ人口ဆိုတဲ့စကားလုံးပါလာပြီနော်人口ဆိုတာကကြတော့လူဦးရေဘာသာပြန်လိုက်တော့သူတေသနာအရာတဲ့ဒီနိုင်ငံရဲ့လူဦးရေကခုံကော့ဆိုတော့အခုကစပြီးတော့နောက်ပိုင်းမှာပေါ့နော်ညှော်နေလာမယ်ပုံပဲတဲ့အဲ့တော့ဒီစာကြောင်းမှာဂျင်းခိုးဆိုတဲ့စကားလုံးပါတဲ့အတွက်ကြောင့်မလို့ဂန်ရှော့ဆိုတဲ့ညှော်နေလာတယ်ဆိုတာကိုသုံးရတာမှန်တယ်ပေါ့နော်အဲ့တော့ဖြေမှန်ကနံပါတ်3ဖြစ်ပါတယ်အဲ့တော့ဂန်ရှော့ဆိုတဲ့စကားလုံးကိုမေးလာရင်ဒီလိုဂျင်းခိုးဆိုတဲ့လူဦးရေဆိုတဲ့စာကြောင်းကိုရှားမှာဖြစ်ပါတယ်ဒီက N3 မိကုန်းမှာပါတော့ N2 တွေမှာလည်းပါတတ်တယ်နော်သူကခဏမေးတတ်တဲ့မိကုန်းဖြစ်တယ်ဒီစခဏမေးတတ်တဲ့စကားလုံးပေါ့နော်အဲ့တော့ဂန်ရှော့ဆိုတာပါလာပြီဆိုရင်ဒီမှာဂျင်းခိုးဆိုတာကိုရှာလိုက်နော်လူကြီးဆိုတဲ့ဟာရှာလိုက်ရင်ဒါဒီအဖြစ်မှန်တွေ့လိမ့်မယ်နော်ဆိုရင်ဒီမှာနောက်ဆုံးလို့တစ်ကြောင်းလေးလည်းထပ်ပတ်ကြည့်လိုက်မယ်နော်今年はリンゴの値段が去年より減少したらしいဒီနှစ်ရဲ့ပန်းသီးရဲ့ဈေးနှုန်းကပေါ့နော်မနှစ်ကထက်ကိုလျော်နေလာတဲ့ပုံပဲတဲ့အဲ့တော့ဒီမှာနေတန်းဈေးနှုန်းမှာကိုလည်းပေါ့နော်နေတန်းဆိုတဲ့ဈေးနှုန်းမှာလည်းဒီမှာသုံးကျင်နေဟဲ့ရှော့ရိုနေလာတော့သုံးကျင်နေဆိုရင်တော့မှစာကားတို့သုံးရင်တော့ဒါမှန်နိုင်တယ်ဒီညမှာကန်ရှော့သုံးလို့မရဘူးအဲ့တော့မှားတယ်နော်ဒါလည်းမှားတယ်အဲ့ဆိုရင်နောက်ထပ်တစ်ပုဒ်ဆက်သွားမယ်